တောင်ကြီးမျိုးရဲ့အထင်ကြီးတနေရာတစ်ခုဖြစ်တဲ့အောက်ဖျား view point မှာကျွန်တော်ရောက်နေတာဖြစ်ပါတယ်ကျွန်တော်တနေ့ကုန်ဒီမှာပဲရှိမယ်ဒီညတောင်ကြီးတစ်စောင်းနိုင်ဖွင့်ပွဲအဲ့တော့လောဆယ်ကဒီမှာအချိန်ဖြုံးလိုက်အောင်ပဲဗျာပြီးလို့ရှိရင်ကျွန်တော်တောင်ကြီးတစ်စောင်းနိုင်ဖွင့်ပွဲကိုအတူတူသွားကြည့်မယ်ဟိုမြင်ကွင်းကတော့ trade တူပြောပြနေစရာမလိုတော့မြင်တဲ့အတိုင်းပဲမိုက်တယ်နော်နေဝင်စည်းစားလေးကဆိုတော့ကျွန်တော်ဒီညအတွက်စိတ်လှုပ်ရှားနေရခင်ဗျားတော့မသိဒီနေ့က31ရက်နေ့ဖြစ်ပါတယ်တောင်ကြီးတစ်စောင်းနိုင်ရဲ့ဖွင့်ပွဲအပြင်မှာပိုကျန်းနဲ့ share ပဲတကယ်မိုက်တယ်မကြခင်မှာလွတ်ကျင်တာဖြစ်ပါတယ်။ဝိသရောဝေဒါတဲ့နေနော်ဝေဒါတဲ့နေနော်ဒီနေ့တော့ဝေဒါတဲ့နေ
မောက်ဆုံးလုံးတော့အေးပြီးတော့ကောင်းလိုက်တာไม่มีว่ะ ဒီတောင်ကြီးတစ်စောင်းတိုင်းပွဲအတွင်းမှာဖုန်းလိုင်းလုံးဝမမိဘူးအဲ့ဒီအတွက်ခယူဆိုင်ကြပါလူစုမကွဲစေနဲ့နောက်ပြီးတော့ငွေသားယူသွားရမယ်နော်ဘာလို့လဲဆိုတော့ KB လုံးဝသုံးလို့မရဘူးဆိုတော့အားလုံးပဲအဆင်ပြေကြပါစေဗျာကျွန်တော်တို့ညနေ3နာရီကနေ4နာရီအဲ့ဒီတော့တွင်းမှာဒီကိုလာမယ်ဆိုလို့ရှင်ကားနဲ့လာမယ်ဆိုလို့ရှင်ကျွန်တော်ကွင်းထဲကိုဝင်လို့မရတော့ဘူးဗျရောက်တဲ့နေရာမှာရှက်ထားမှာဖြစ်ပါတယ်ဘယ်လိုမဟုတ်ဘူးကိုကဒီကွင်းထဲမှာပဲကားပါကင်ရရှိနေဆိုလို့ရှင်1နာရီခွဲ2နာရီလောက်ထဲကနေကြိုပြီးတော့စောစောထွက်လာရမယ်ဒီဆိုင်ကယ်နဲ့လာရင်တော့အဆင်ပြေဆုံးပဲဗျအဝင်ထွက်ကအမဗျာစိတ်မကောင်းစေရပဲဒီမိကုန်းမြန်လေးကမတက်နိုင်အောင်ဖြစ်နေတယ်ကျွန်တော်အရှိမတွေးရတဲ့အတိုင်းပဲမိကုန်းမြန်လွတ်ဖို့အတွက်အစင်းစင်ပဲသူတို့လှုပ်ထားတာအသေးစိတ်ကစဗျာမလွယ်ကူဒီမှာငွေကြီးရောလူအင်အောင်အများကြီးစိုက်ထားတာတကယ်စိတ်မကောင်းဗျာဒီမြင်ဝင်းမြင်ရတော့တကယ်စိတ်မကောင်းအခုလိုမိကုန်းမြန်မလွတ်ခင်မှာလူရန်ကြက်တက်ပါရဲ့ခင်ဗျာဒီညနေ3နာရီ4နာရီခွဲလောက်မှာလူက6လွှားတတ်ပါတယ်ဆိုတော့ကျွန်တော်ဒီလူကြက်တဲ့အချိန်မှာတော့ကလေးတွေကိုမခေါ်ဝါနဲ့ဗျအဲ့ဒီလူအုပ်တွေကိုထွက်ဖို့ကမလွယ်ဘူးဝင်ဖို့လည်းမလွယ်ဘူးထွက်ဖို့လည်းမလွယ်ဘူးအပေါ့အပါသွားခြင်းတောင်တိုင်နေပတ်နေအားဆိုတကယ်ချင်းနေလည်းလူစုမကွဲစေနဲ့နော်အရှိကပြောလို့ပဲဖုန်းလိုင်းတွေလည်းမမိဘူးခယူဆိုင်ကြပါဆိုတော့ပွဲစည်းလည်မဲ့သူများအတွက်ကညနေ3နာရီ4နာရီကအတင်းတော်ဆုံးပဲဒီလိုညဘက်တွေကိုတော့ပွဲစည်းလည်လို့မကောင်းတော့ပါဘူးခင်ဗျာโอเคဒီနေ့ကကျွန်တော်တောင်ကြီးကနေပြန်မယ်နေဖြစ်ပါတယ်ကျွန်တော်မပြန်ခင်တော့ရှောက်ပြီးတော့ပတ်အောင်မယ်နော်မတရားအများကြီးဖြစ်ခဲ့တယ်ကျွန်တော်ဘယ်တော့မှမေးလို့မရတော့ဘူးပြီးတော့နောက်နေ့မှလည်းထပ်ပြီးတော့ join ခြင်းပါသေးတယ်ဆိုတော့ကျွန်တော်ရဲ့ vlog လေးကိုစုံဒီ like ပါကြည့်ရှုပေးတယ်တူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံနေပါသေးတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးသွားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးရှင်တွေကနေလေးသားပါတယ်ကျေးဇူးလည်းတင်ပါတယ် bye bye I'm getting like